မင်္ဂလာပါဒီကရင်းလုပ်ပေးခြင်းတဲ့အကြောင်းအရာကတော့ Ether channel အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ Ether channel ရောက်ဆိုကြလို့ရှိရင်ဘာအတွက်အသုံးကျလဲလို့မေးလို့ရှိရင်တော့အခုလိုမျိုးဒီ topology တွေမှာပြထားတဲ့အတိုင်း AS1 နဲ့ AS2 ကြားထဲမှာဆိုရင်အရင်ကလိုမျိုး link ကတစ်ခုပဲရှိတာမဟုတ်တော့အခုကျတော့ link ကဘယ်နှခုဖြစ်သွားပြီလဲဆိုတော့နှစ်ခုရှိသွားပြီပေါ့နော်အဲ့တော့ဘာဖြစ်လို့ link ကနှစ်ခုထည့်တာလဲလို့မေးလို့ရှိရင်တစ် link ပြတ်သွားလို့ရှိရင်တစ် link ကနေပြီးတော့ traffic ကိုdowntime မရှိပေါ့သွားစီခြင်းတယ်အဲ့ဒီအတွက်ကြောင့်ဘာကိုထည့်ပေးထားလဲဆိုရင် redundant link တစ် link ထပ်ထည့်ထားredundant link ထည့်ပေးထားတယ်ပေါ့လေအဲ့တော့အဲ့ဒီလိုမျိုး redundant link ထည့်လိုက်တဲ့အတွက်ကြောင့်ဘာတော့ကောင်းကျိုးရှိသွားလဲဆိုကြလို့ရှိရင်တစ် link ပြတ်သွားတယ်ဆိုကြလို့ရှိရင်နောက်တစ် link ကနေပြီးတော့ traffic က smooth ဖြစ်စွာနဲ့သွားလို့ရတယ်အဲ့ဒီအတွက်ကြောင့် downtime မရှိဘူး redundancy ရှိတယ်အဲ့တော့ network ရဲ့ characteristic တွေထဲမှာလည်းပဲ network တစ်ခုက downtime မရှိအောင်တနည်းအားဖြင့်တော့ network က downtime မရှိဘဲနဲ့ပေါ့နော် performance network performance ကောင်းတယ်ဆိုတာ network တက်နိုင်တယ်ပေါ့နော် downtime အနည်းဆုံးဖြစ်တယ်ဆိုကြလို့ရှိရင်ကောင်းတယ်အဲ့ဒီလိုမျိုးရဖို့အတွက်ဆိုကြလို့ရှိရင်အခုလိုမျိုး redundant link တွေသုံးတာတို့ redundant device တွေသုံးတာတို့အစရှိမယ် redundant အခု Ether channel ဆိုတာ redundant ရဲ့နောက်ဆက်တွဲရရှိတဲ့ technology ဆိုကြလို့ရှိရင်လည်းမှန်တယ်ပေါ့လေဒါကြောင့်အခုဒီ redundant link ကိုသုံးလိုက်တဲ့အတွက်ကြောင့်ဘာလို့သုံးပြရတာလဲဆိုတော့ Ether channel ကိုသုံးရတာပေါ့နော်အဲ့လိုပုံစံမျိုးဒါကြောင့်မလို့အခုဒီနေရာမှာ Ether channel ဆိုတဲ့ technology ကဘာကြောင့်သုံးရတာလဲလို့ပြောရင်တော့ redundant link ရဲ့နောက်ဆက်တွဲ technology လို့ပဲပြောပါတော့နော် okay တော့ဆိုကြလို့ရှိရင်အခု redundant link သုံးလိုက်တဲ့အတွက်ကြောင့်မလို့ तू က switch တွေမှာဘာပြဿနာတက်သွားလဲဆိုကြလို့ရှိရင်လူဖြစ်နိုင်ကြီးရှိတဲ့ topology တခုဖြစ်တယ်ဆိုပြီးတော့ဒီလိုဖြစ်သွားတယ်လူဖြစ်နိုင်ကြီးရှိတဲ့ topology ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့အဲ့ဒီအချိန်မှာlayer 2 loop ဆိုတာ network engineer မရှိရင်မပြေဘူးမပြေတဲ့အတွက်ကြောင့် broadcast round အရင်အားကြီးတယ်ဒါကြောင့်လို့အရင်ကြောက်ဖို့ကောင်းတယ်ဒါကြောင့်နောက်ဆုံး network ကြီးတစ်ခုလုံး down သွားနိုင်တဲ့ state အထိပြင်းထန်တယ်ပေါ့အဲ့ဒီအတွက်ကြောင့် तू ကဒီ layer 2 loop ကိုပပျောက်ဖို့အတွက်ဆိုတော့ factory တွေကပေါ့နော်တနည်းအားဖြင့်တော့ vendor တွေကထုတ်ကြရဘာလုပ်ပေးလဲဆိုတော့ဆွတ်တိုင်းမှာ spanning tree protocol ဆိုတာကို default အနေနဲ့တခါလေးထည့်ပေးထားပြီးသားအဲ့ဒီအတွက်ကြောင့် spanning tree ရဲ့အလုပ်လုပ်ပုံကလူမဖြစ်အောင်ကာကွယ်ပေးတယ်ဘာကြောင့်လဲဆိုတော့ဆွတ်တစ်လုံးရဲ့ function ထဲမှာ address landing for filtration loop appointed ဆိုပြီးတော့ပါတယ်အဲ့ဒါက spanning tree ကြောင့် loop appointed လုပ်နိုင်တာအဲ့တော့ spanning tree ကလူ layer 2 switch တွေကိုလူမဖြစ်အောင် loop prevention လုပ်ပေးတယ်ဆိုတာဒါသူ့ရဲ့အနှစ်ချုပ်ပေါ့နော် loop prevention လုပ်ပေးတယ် loop free ဖြစ်အောင်လုပ်ပေးတယ်ပေါ့သူဘလို့အလုပ်လုပ်တယ်လဲဆိုတဲ့ဥစ္စာကိုပြောရလို့ရှင်တော့ဒီနှစ်လင်းရှိလို့ရှင်ဒါလူတို့ရှင်းလေးပဲပြောလိုက်တာနော်နှစ်လင်းရှိတယ်ဆိုကြလို့ရှင်အဲ့နှစ်လင်းတွေကနေပြီးတော့တစ်လင်းကို तू ကဘာချလိုက်လဲဆိုတော့ block ball အနေနဲ့ तू ကတတ်မှတ်ထားလိုက်တယ် block ball အနေနဲ့တတ်မှတ်ထားပြီးတော့တစ်လင်းကနေပြီး traffic ကသွားခိုင်းလိုက်တဲ့အတွက်လူကလည်းပြန်ပြီးတော့ဒီလိုလာခဲတယ်ဆိုရင်တော့ဒီနေရာ block ball ဖြစ်နေတဲ့အတွက်ကြောင့်လူကဒီနေရာရောက်လို့ရှင် free ဖြစ်သွားမှာပဲလေအဲ့ဒီအတွက်ကြောင့်လူဖြစ်စရာအကြောင်းမရှိတော့ပေါ့အဲ့လိုပုံစံမျိုးနဲ့ Spanish tree ကလူ free ဖြစ်အောင်ကြိုးစားတာအဲ့ဒီအခါကျတော့ Spanish tree ကအခုလိုမျိုး redundant link နှစ်လင်းရှိရင်တစ်လင်းကိုပဲဖွင့်ပေးပြီးတော့တစ်လင်းကိုသုံးဝင်မပေးဘူးအဲ့ဒီအတွက်ကြောင့်အခုဒီ circuit တွေလင့်နေဆိုတာဈေးကြီးပေးပြီးဝယ်ထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တစ်လင်းရှိတာကိုနှစ်လင်းလုံးသုံးလို့ရလို့ရှိရင်ကောင်းမှာပဲဆိုတဲ့အတွေးကြောင့်မလုပ်ကြလဲဆိုတော့ Ether channel ဆိုတဲ့ technology ကိုနောက်ဆက်တွဲမှာဆက်ပြီးတော့စဉ်းစားတယ်အဲ့တော့ Ether channel ကိုသုံးလိုက်တဲ့အတွက်ကြောင့် Ether channel ကသူကဘလို့အလုပ်လုပ်လဲဆိုကြလို့ရှိရင်ဒီ physical link တွေကိုသူက hidden လုပ်ချပလိုက်တယ် physical link ကို hidden လုပ်ပြီးတော့ virtual link တစ်ချောင်းသူကထွက်လာတယ် virtual link တစ်ခုအနေနဲ့သူကထွက်လာပြီးတော့အဲ့ဒီ virtual port channel တစ်ခုကနေပဲ protocol တွေနဲ့ဆက်သွယ်စရာရှိရင်သူကဒီ virtual port channel ကနေပြီးတော့ပဲဆက်သွယ်ပေးတယ်အဲ့ port channel ကပဲ virtual port channel ကနေပဲဆက်သွယ်ပေးတာဖြစ်တဲ့အတွက် protocol တွေကလည်းဘာလို့မြင်လဲဆိုတော့ physical link နှစ်လင်းကိုသူကမမြင်တော့အဲ့တော့ physical link နှစ်လင်းကိုမမြင်တဲ့အတွက်ကြောင့် spanning tree အရာဆိုကြလို့ရှိရင်သူကနှစ်လင်းမမြင်တော့တဲ့အတွက်ကြောင့်သူက block ball အနေနဲ့သူမတတ်မှတ်တော့ဘူး traffic ကတော့ physical interface မှာရှိနေ analyze မှာရှိတယ်တကယ် link တွေကနေပဲ traffic ကတော့သွားတာမှန်တယ်ဒါပေမဲ့ communicate လုပ်တဲ့အခါကျလို့ရှင်တော့အခုလိုမျိုး port channel ကနေပဲသူကဥဆောင်ပြီးတော့ဆက်သွယ်တယ်ညှိနှိုင်းတယ်ဒါတွေလုပ်တယ်physical link တွေကတော့ဘာအနေနဲ့ဖြစ်သွားလဲဆိုတော့ member port တွေဖြစ်သွားတယ် member link တွေဖြစ်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူက Ether channel ကအလုပ်လုပ်လေဒီလိုမျိုးနဲ့နှစ်လင်းရှိနှစ်လင်းလုံးသုံးလို့ရတဲ့အခြေအနေမျိုးရရှိလာတယ်ပေါ့ဒါကြောင့်မလို့ကိုသုံးကျင်တဲ့ဒီလက်ရှိ link တွေရဆိုရင်အပြည့်အဝသုံးဆွဲခွင့်ရပါတယ်ပေါ့အပြည့်အဝသုံးဆွဲခွင့်ရတဲ့အခါကျပိုကောင်းသွားတယ်ပေါ့ဘဝဆိုကြလို့ရှိရင်ဘဝအရာတလင်းကတက်မဲ့ရတယ်ဆိုရင်နောက်တလင်းကလည်းတက်မဲ့ရတာဖြစ်တဲ့အတွက် Ether channel ဖွဲ့လိုက်တဲ့အခါမှာ20 meg ဖြစ်သွားတယ်ပေါ့ဒါကြောင့်မလို့ Ether channel ဖွဲ့လို့ရှိရင်Ether channel အနေနဲ့ကတော့ဘာရလာလဲဆိုကြလို့ရှိရင်bandwidth capacity တိုးတယ်ပေါ့ဒီလိုပြောတယ်တကယ်တိုးတာလားဆိုကြလို့ရှိရင်တော့port channel ရဲ့ point of view ရကြည့်လို့ရှိရင်တော့ဒီနှစ်လင်းစာကိုပေါင်းပြီးတော့မြင်ရတာဖြစ်တဲ့အတွက်ဒီလိုတိုးတယ်လို့မြင်ရတာပေါ့နော်တကယ် physical မှာရှိနေတဲ့ bandwidth capacity တိုးတာမျိုးတော့မဟုတ်ဘူး physical မှာရှိနေတဲ့ bandwidth capacity ဆိုတာတော့ဒါထုတ်လို့ကြတဲ့သူ့စီမှာရှိနေတဲ့ capacity အတိုင်းပဲရှိရင်ဆိုရင်အတိုင်းပဲရှိမှာပဲဖြစ်တယ်ဟုတ်လားနော်ဒါကြောင့်မလို့အဲ့ဒီစကားကိုတော့မရှုပ်ထွေးဖို့လိုရတယ် Ether channel ဖွဲ့လိုက်လို့ရှိရင် bandwidth capacity တိုးတယ်ဆိုတာ virtual port channel ရဲ့ bandwidth capacity ကိုသာဆိုလိုချင်းဖြစ်တယ်နော်အဲ့တော့တကယ် physical မှာရှိနေတဲ့ bandwidth capacity ကိုဆိုလိုချင်းမျိုးမဟုတ်ဘူးဆိုတာကိုနားလည်ဖို့လိုရတယ်နော်ကဲဟုတ်ပြီနောက်စီ Ether channel ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတဲ့အကြောင်းအရာရဲ့ Ether channel ဘာကြောင့်လိုအပ်တယ်လဲဆိုတဲ့အကြောင်းအရာရဲ့ဒါကိုသိပြီ
အဲ့တော့ဒီဗီဆိုတော့ ether channel နဲ့ပတ်သက်လို့ရှိရင်အမျိုးအစားဘယ်နှမျိုးရှိလဲဆို2မျိုးရှိတယ် static ether channel ရှိတယ် dynamic ether channel ရှိတယ်2မျိုးရှိတယ်အဲ့တော့ဒီနေ့ sharing လုပ်ပေးချင်တာကကျတော့ dynamic ether channel တွေကမှာအမျိုးအစားကွဲတစ်ခုဖြစ်တဲ့ LACP အကြောင်းအရာကို sharing လုပ်ပေးချင်တာပဲဖြစ်တယ်ဒါကြောင့်မလို့LACP အကြောင်းအရာကိုဆက်ပြီးတော့လေ့လာကြည့်မယ်เนาะ channel static ether channel တွေနောက်တခါတခြားသော PAGP နီလန်းတွေကတော့နောက်ဆက်တွဲသူ့ရဲ့သက်ဆိုင်ရာဗီဒီယိုလေးတွေကိုဆက်ပြီးတော့ဖန်တီးပေးသွားမယ်ဒါကြောင့်အခုကတော့ LACP ကိုပဲ focus လုပ်ပြီးတော့လေ့လာကြည့်အောင်เนาะအဲ့တော့ LACP ဆိုတဲ့ဥစ္စာကဘာကိုပြောတာလဲဆိုကြလို့ရှိရင် ether channel တွေက dynamic ether channel မျိုးစားတစ်ခုဖြစ်တယ် LACP လို့ပြောထားတဲ့အတိုင်းသူ့ရဲ့အရှိက A ဆိုတာ link ကိုစားပြုတာ A ဆိုတာ aggregate လုပ်တာ aggregate လုပ်တယ်ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုတော့ port channel ဖွဲ့တာတနည်းအားဖြင့်တော့ channel ကြီးလုပ်တာ team ကြီးလုပ်တာဒီ different port တွေကိုတစုတဝေးတည်းဖြစ်အောင်ပေါင်းစုတာအဲ့ပေါင်းစုတာကို aggregate လုပ်တယ်လို့ခေါ်တာเนาะ LACP အဲ့တော့ control protocol ပေါ့အဲ့ဒါကိုပြောတာเนาะ LACP ကသူက open standard ဖြစ်တယ် open standard လို့ပြောတာဖြစ်တဲ့အတွက်ဘယ်ဘန်နာမှာပဲဖြစ်ဖြစ်သုံးဖို့အတွက်ကိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဆိုလိုတာ Cisco ပဲဖြစ်စေ Juniper ပဲဖြစ်စေ Microtik ပဲဖြစ်စေ Huawei ပဲဖြစ်နေပါစေအစရှိပြင်ပေါ့လေ Fortinet ပဲဖြစ်ပါစေအဲ့တော့အခုလက်ရှိဒီမှာရှိနေတဲ့ဒီ LACP technology က ether channel ဖွဲ့ဖို့အတွက်ဘယ်ဘန်နာမှာပဲမစိုးသုံးလို့ရတယ် open standard ဖြစ်တယ်ဒါလေးကိုနားလည်ထားရမယ်နော်ဟုတ်ပြီနောက်ဆိုရင်အခု LACP ရဲ့အလုပ်လုပ်ဖို့ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့ကြလို့ရှင်တော့ဒီ ether channel အကုန်လုံးရဲ့အလုပ်လုပ်ဖို့ရှေ့ရပြောခဲ့သလိုမျိုးပဲphysical link တွေကိုသူက hidden လုပ်ပြီးတော့ virtual port channel တစ်ခုအနေနဲ့ပဲသူကအလုပ်လုပ် virtual port channel ရပဲဆွေးနွေးညှိနှိုင်းစရာရှိတာအကုန်လုံးဆွေးနွေးညှိနှိုင်းပါအဲ့လိုပုံစံမျိုးနဲ့ပဲအလုပ်လုပ်တာဒီနေရာမှာဘာပြောစရာရှိလဲဆိုရင် trend နဲ့ ether channel ကပြောင်းပြန် trend နဲ့ ether channel ကပြောင်းပြန်ဆိုတော့ trend ဆိုတာ single link တစ်လင်းနဲ့ဥပမာ virtual multiple link နေနဲ့ရအောင်သူကဒီလိုလုပ်တဲ့ technology ဒါပေမဲ့လို့ ether channel ကကြတော့ virtual link နေ sorryတကယ် multiple physical link တွေကို virtual link တစ်ခုလေးဖြစ်အောင်ဒီလိုလုပ်တဲ့ technology ဒါကြောင့်တို့နှစ်ခုကပြောမယ်ဆိုကြလို့ရှိရင်ပြောင်းမယ်เนาะအဲ့ဒီဥစ္စာလေးတော့မျိုးလုံးထဲမှာမြင်အောင်ကြည့်ထားဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့နောက်ပိုင်းဒီမှာ troubleshoot လုပ်တဲ့အခါကျလို့ရှိရင်စဉ်းစားတဲ့အခါဒါလေးတွေကအသုံးဝင်လို့မလို့เนาะ okay နောက်ဆိုရင်အခုလိုမျိုး ether channel နဲ့ trend ကပြောင်းပြန်ဆိုတဲ့ဥစ္စာကိုတည်ထားပြီးဆိုကြလို့ရှိရင်เนาะ ether channel ဖွဲ့တဲ့ configuration အဲ့ဒီအကြောင်းအရာလေးကိုဆက်ပြီးတော့လေ့လာကြည့်အောင်เนาะအဲ့တော့ ether channel ဖွဲ့တာတော့အရင်ကြီးမခက်ခဲဘူးသူက comment ရကြည့်မယ်ရေးဆိုကြလို့ရှင်လေ user နဲ့လွယ်ကူတယ် comment တစ်ချောင်းနဲ့ရိုက်လိုက်လို့ရှင်ပြီးသွားပြီဒါပဲเนาะအဲ့တော့ ether channel ဖွဲ့တဲ့configuration only ပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ lab ထဲမှာတော့ configuration ရတော့အရင်ကြီးရွှေ့ရှိမှာမဟုတ်ဘူးเนาะအဲ့တော့ topology ကိုရပြောမယ်ဆိုကြလို့ရှင်တော့ဒါ topology ကdesign ကိုမြင်တော့အောင်ပေါ့teaching purpose အရာကောင်းမွန်အောင်လေဒါဒီလို design တွေဆွဲထားတဲ့ပုံစံမှာပဲတကယ်တမ်း focus လုပ်အောင်မှာဂျာတွေကလည်းကိုပဲ focus လုပ်အောင်မှာကျန်တာတွေကအများကြီးတိတ်ပြီးတော့မပါဘူးเนาะအဲ့တော့ဒီထဲမှာဆိုကြလို့ရှိရင်ဒီပုံစံမြင်လိုက်ပြီဆိုရင်ဆိုပါစို့ပေါ့ VLAN 3ခုခွဲထားတယ်ပေါ့ဒီဘက် ESU ဘက်မှာလည်း VLAN 3ခုခွဲထားတယ်ပေါ့လေအဲ့လိုမြင်နေရပါတယ်เนาะအဲ့တော့ပြီးတဲ့အခါကျတော့ဒီမှာတက်လင်းရှိတဲ့နေရာမှာတော့ဘယ်နှလင်းသုံးလိုက်လို့လဲဆိုတော့2လင်းသုံးလိုက်တဲ့အတွက်ဘာသုံးဖို့လိုလာလဲ ether channel သုံးဖို့လိုလာတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးအဲ့တော့အခုဒီမှာလည်းပဲပြောမယ်ဆိုကြလို့ရှိရင်တော့အစအဆုံးပေါ့ပုံစံမျိုးလေးfull ပုံစံ fully picture လေးပေါ့နော်မြင်လို့ရအောင်လို့ AS1 တို့ AS2 တို့မှာ VLAN လေးတွေခွဲပေးလိုက်မယ်လေနော် VLAN ခွဲပြီးတဲ့အခါ membership လေးလုပ်မယ်ပြီးလို့ရှိရင်ဒီမှာ trunk configure လုပ်ပြီးတော့ ether channel ဖွဲ့ပေးလိုက်မယ်အဲ့ဒါဆိုကြလို့ရှိရင်ဒီ lab မှာ ether channel တစ်ခုတည်းကိုလေ့လာတာတဲ့ VLAN တွေပါတွေကတွဲပြီးတော့မှတ်ပြီးသွားတာပေါ့ဟုတ်လားနော်ဒါကြောင့်လို့အခုဒီနေ့မှာ AS1 ကိုသွားပြီနော်အဲ့တော့ AS1 မှာအခုဒီ host name လေးပေးလိုက်မယ် password အနေနဲ့ AS1 ဒါလေးပေးလိုက်ပြီနော် host name ပေးလိုက်ပြီဒူshow VLAN break ဆိုပြီးတော့ကြည့်လိုက်ဘာ VLAN မှာ configure လုပ်ထားတာမရှိဘူးဒါကြောင့်လို့10 to 30ဆိုပြီးတော့ကြာမှာ sorry 10 to 12ဆိုပြီးတော့ဒါလေးပဲ configure လုပ်လိုက်မယ်เนาะနောက်တစ်ခု interface E0/0 switchboard mode asset VLAN then switchboard no negotiate ဒီလိုလေးလုပ်လိုက်ပြီเนาะကဲနောက်တစ်ခု interface E0/1 เนาะ interface E0/1 switchboard mode asset VLAN 11 switchboard no negotiate interface E0/2 switchboard mode asset VLAN 12 switchboard no negotiate okay ဒီလိုထားလိုက်ပြီเนาะ show VLAN break နဲ့ကြည့်လိုက် show VLAN break နဲ့ကြည့်လိုက်လို့ရှင်ကိုက VLAN 3ခုခွဲလုပ်ပြီးသွားပြီ membership တွေလည်းလုပ်လို့ပြီးသွားပြီเนาะ AS2 မှာလည်းအဲ့တိုင်းပဲသွားပြီးတော့လုပ်လိုက်မယ်firstအနေနဲ့ကတော့ host name ပေးလိုက်ပါเนาะအဲ့ဒါကြောင့်မို့ host name ပေးလိုက်ပြီး host name အနေနဲ့ AS2 ဒါလေးပေးထားလိုက်ပြီเนาะပြီးရင် do show VLAN break ဆိုပြီးတော့ကြည့်ရင်ဒီထဲမှာဘာ VLAN မှာ configure လုပ်ထားရရှိမှာမဟုတ်သေး default အတိုင်းပဲရှိနေလိမ့်မယ်เนาะဒါကြောင့်လို့ VLAN 10 to 12ဒါလေးဖန်တီးလိုက်ပါ10 to 12ပြီးရင် async နဲ့ထွက်လိုက်ပြီးရင် do show VLAN break နဲ့ပဲပြန်ပြီးတော့ကြည့်လိုက်ပါเนาะကဲဟုတ်ပြီ VLAN ရပါပြီဆိုရင် interface E0/0 switchboard mode
as a switchboard as a VLAN done switchboard no negotiate no interface E0/1 switchboard mode as a switchboard as a VLAN 11 switchboard no negotiate interface E0/2 switchboard mode as a switchboard as a VLAN 12 switchboard no negotiate အဲ့ဒါရင်VLAN membership လဲလုပ်လို့ပြီးသွားပြီနော်ကဲဟုတ်ပြီနောက်ဆက်ကြလို့ရှိရင်အခုဒီနေရာမှာဗာရပါပြီလေဆိုတော့ VLAN ခွဲလို့ပြီးသွားပြီ membership တွေလုပ်လို့ပြီးသွားပြီအဲ့ဒါဆိုရင်အခု focus လုပ်ရမယ့်အပိုင်းကိုရောက်သွားပြီနော် focus လုပ်ရမယ့်အပိုင်းဆိုတာဒီလက်ရှိရှိနေတဲ့ multiple link အဲ့ဒီ multiple link ကိုဘာလုပ်အောင်လဲဆိုတော့ ether channel ဖွဲ့မှာနော် ether channel ဖွဲ့ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီ interface တွေတကယ်တမ်းစဉ်းစားကြည့်မယ်ဆိုဒီ design topology က transport လေးဖြစ်တဲ့နေပြီးဒီ interface လိုပဲ ether channel ဖွဲ့ရမှာဖြစ်တဲ့အတွက် trunk configuration ရဲ့ ether channel configuration ရဲ့နှစ်ခုကိုပေါင်းစပ်ပြီးတော့လုပ်လိုက်မယ်နော်အဲ့တော့နှစ်ခုပေါင်းစပ်ပြီးတော့လုပ်လိုက်မှာဖြစ်တဲ့အတွက်ဒီ interface level မှာရရမယ် comment တွေကတော့ပေါင်းပြီးတော့လုပ်ရမယ်ဆိုအဲ့ဒီ interface အောက်တာတပြိုင်တည်းတွဲပြီးတော့ဝင်ပြီးတော့ဒါလုပ်လိုက်နော် okay နောက် solution တော့အခုဒီမှာဘယ်အောက်ကိုသွားလိုက်ပြီလဲဆိုရင် interface range နှစ်ခုကိုတွဲပြီးတော့ configuration လုပ်မှာဖြစ်တဲ့အတွက်ကြောင့် range နဲ့ဝင်လိုက်တာနော် E1/0 ဒီလိုသွားလိုက်ပြီးရင် shutdown ရင်ချလိုက်နောက် ether channel ဖွဲ့တဲ့ command က channel group ဆိုတာဒီအဲ့ဒါ ether channel ရဲ့ command ဖြစ်တယ်နော်နောက်တစ်ခါကျတော့သူ့ရဲ့နောက်ကဘာရိုက်ပေးရလဲဆိုတော့ group number တွေရိုက်ပေးရတယ်ဒါကြောင့်မလို့အခုစပြီးတော့ရိုက်မှာ group ကတစ်ခုပဲရှိတာဖြစ်တဲ့အတွက် group number 1ဆိုပြီးတော့ဒီလိုရိုက်ပေးလိုက်တယ်ပြီးရင်သူ့ရဲ့နောက်ကနေ mode ဆိုတဲ့ command ကိုသုံးတယ်ဒီ mode ဆိုတဲ့ command ကဘာကိုသတ်မှတ်တာလဲဆိုရင်အခုဖွဲ့မဲ့ ether channel ဒီ static ether channel လား dynamic ether channel လား dynamic ether channel ဖြစ်တယ်ဆိုကြလို့ရှိရင်လည်းပဲအဲ့ဒီ dynamic ether channel မှာ LACP ကိုသုံးပါလား PHP ကိုသုံးပါလားဒါကိုခွဲခြားဖော်ပြဖို့အတွက်တွန်းအားခြင်းဖြစ်တယ်ဒါဆိုရင်မုတ်ရဲ့ရည်ရွယ်ချက်ကိုသိပြီနော်သိပြီဆိုရင်အခုဒီနေရာမှာဘာကိုရိုက်လိုက်ပြီလဲဆိုကြလို့ရှိရင် active ဆိုတဲ့ keyword လေးကိုရိုက်လိုက်ပြီအဲ့တော့ active ဆိုတဲ့ keyword ကိုရိုက်တယ်ဆိုတာဘာအတွက်ကိုရည်ညွှန်းတာလဲဆိုကြလို့ရှိရင်ဒီ ether channel ဖွဲ့တဲ့အခါကြားလို့ရှိရင်သူက dynamic ether channel တဲ့ dynamic ether channel လို့ပြောတာဖြစ်တဲ့အတွက် dynamic တွေဒီဘာကိုသုံးရလဲဆိုရင် negotiate packet ကိုသူကသုံးတယ်အဲ့တော့ negotiate packet ကိုသုံးတယ်လို့ပြောတာဖြစ်တဲ့အတွက်သူကဘာကိုလုပ်လိုက်လဲဆိုကြလို့ရှိရင်ဖွဲ့ကျင်တာတော့ဒီ AS1 မှာဒီ local save ဖြစ်တဲ့ ES1 ရဲ့ E0/0 ရဲ့ E1/0 ရဲ့သူတို့နှစ်ခုကိုတလင်တဲ့အနေနဲ့ပေါင်းလိုက်ချင်တာနော် ether channel အနေနဲ့ virtual port channel အနေနဲ့သူကလုပ်ချင်တာဒါပေမဲ့ तू က dynamic ကဘယ်ကိုသွားပြီးတော့စစ်တာလဲဆိုစစ်တဲ့အချိန်ရရင်တော့ remote ကိုသွားစစ်တာဘာကိုသွားစစ်တာလဲဆိုတော့ငါတို့ ether channel ဖွဲ့တော့မယ်မင်းအောင် ether channel ဖွဲ့မှာလားအဲ့ဒီဥစ္စာမင်းအောင် ether channel ဖွဲ့မိတာလားဆိုတဲ့ဥစ္စာအဲ့တော့ तू ကသွားစစ်တယ်နော်အဲ့ဒီလိုမျိုး तू ကသွားစစ်မှာအဲ့တော့အဲ့ဒီလိုမျိုးသွားစစ်တဲ့နီလန်းကိုသုံးတာဖြစ်လို့သူ့ကိုဘာလို့ခေါ်လဲဆိုတော့ dynamic လို့သူကပြောတာဟုတ်ပြီနော်အဲ့တော့အခုဒီနေရာမှာသူစစ်တဲ့အချိန်တော့ remote ကိုသွားစစ်တာနော်ဖွဲ့တာက local device မှာဖွဲ့တာနော်အဲ့ဒါလေးတစ်ချက်သတိထားနော်အဲ့တော့အဲ့ဒီနေရာမှာတစ်ဖက်ကိုဘာကြောင့်စစ်တာလဲဆိုရင်စောနောကပြောခဲ့တဲ့ဥပမာတွေမှာပါတယ်ဒီဘက်ကဒီက physical ကိုဒီလိုပြောင်းလိုက်ပါ logical တစ်လင့်အနေနဲ့ပြောင်းပါတကယ်ဒီဘက်က ES2 ဘက်ကဒီလိုကြီးတိုင်းတာ physical လင်းကြီးတိုင်းတာရှိနေတယ်ဆိုရင်တို့နှစ်ခု connectivity လုပ်ဖို့အတွက် limited connectivity ဖြစ်သွားလိမ့်မယ်ဆက်သွယ်ရတာအဆင်မပြေတော့အဲ့ဒီအတွက်ကြောင့်သူက remote ကိုသွားပြီးတော့စစ်ရတာလို့သိသေးချင်တာเนาะ okay နောက်ဆက်ကြလို့ရှိရင်အခုဘာလို့ရပါပြီလဲဆိုရင်အခုဒီနေရာမှာ dynamic ether channel ပဲမှာလက်ရှိပေါ့เนาะ LACP ကိုသုံးတဲ့အခါမှာ active ဆိုတဲ့ keyword ကိုသုံးရတဲ့ရည်ရွယ်ချက်ကိုရှင်းချင်လို့ဒီ dynamic ရဲ့အဓိပ္ပာယ်မှာ negotiate packet လွှတ်တယ်ဆိုတဲ့အကြောင်းအရာကိုရှင်းနေတာအဲ့တော့အဲ့ဒီ negotiate packet လေးက remote ကိုလှမ်းပြီးတော့စစ်ရတယ်ဆိုတဲ့အကြောင်းရင်းသိတယ်เนาะပြောပြီးသွားပြီဆိုတဲ့အခါကျတော့အဲ့ဒီ negotiate packet လွှတ်တာဒီအခုလိုမျိုး active ဆိုပြီးတော့ရိုက်လိုက်တဲ့ device ကပဲလွှတ်ပေးတယ်တကယ်လို့ LACP မှာရိုက်လို့ရတဲ့ keyword က active ရဲ့ passive ရဲ့ဆိုပြီးတော့နှစ်ခုရှိတာဖြစ်တဲ့အတွက် active လို့ရိုက်လိုက်လို့ရှိရင်အခုဒီ AS1 ကတဲ့စောနာရှင်းပြခဲ့တဲ့ negotiate packet ကိုလွှတ်ပေးတဲ့အဲ့ဒါကိုသူကပြောလိုက်တာအဲ့တော့ negotiate packet ကိုလွှတ်ပြီးတော့ကြာမှသူက ether channel ဖွဲ့လို့တော့ကိုသူစစ်သေးရရှိရစစ်သေးမယ်ပေါ့အခုဒီမှာဆိုရင် port channel တခုကြပါပြီတဲ့အဲ့ဒီ port channel အတွက်ကို1လို့ group number 1အတွက်သတ်မှတ်ပေးထားပါတယ်တဲ့ဒါလေးပဲ ether channel ကအဲ့ဒါလေးပဲပြီးသွားပြီဟုတ်ပြီနော်အဲ့တော့ကိုကဘာသိရမလဲဆိုရင်ဘာကြောင့် update ရိုက်တာလဲဘာကြောင့် passive ရိုက်တာလဲအဲ့ဒါလေးကိုကိုကသိရပြီနော် okay နောက်ကျန်တဲ့ရိုက်တဲ့ဥစားကကြတော့ switchboard track encapsulation .1q ဆိုတာဒါ trunk configuration အတွက်ရိုက်တာ switchboard mode track switchboard no negotiate ဒါလေးပဲရိုက်လိုက်အောင်နော် okay နောက်ဆက်ကြလို့ရှိရင် show interface track ဒါ track ကိုစစ်တဲ့ command နောက်တစ်ခါကျတော့ ether channel ကိုစစ်ချင်တယ်ဆိုရင် show ether channel summary ဆိုပြီးတော့စစ်ရတယ်စစ်လိုက်တဲ့အချိန်မှာအခုဘာလို့ပြနေဆိုတော့ဒီလို့ပြဒါ ether channel ရဲ့ဒီပဲether channel ရဲ့ဒီပဲမှာဒီလိုပြနေတာဖြစ်တဲ့အတွက်ဘာပြော down နဲ့ဒီ interface တွေက down နေမှန်တယ်ဘာလို့ down တာလဲဆိုတော့စောနောက်က shut down ဆိုပြီးတော့ချလာခဲ့လို့အဲ့ဒီအတွက်ကြောင့်သူက down နေတာနော်အဲ့တော့ down နေတာဖြစ်တဲ့အတွက်ဒီမှာ shut down D ဆိုတာပြတယ်အခု protocol ကဘာလို့သုံးတာလဲ ether channel ဖွဲ့တယ် LACP dynamic ether channel က LACP ကိုသုံးတာတယ်ဘာလို့သိတာလဲ active ဆိုတဲ့ keyword ကိုကြည့်ပြီးတော့သူက LACP မှန်းသိပါတာ port channel number တော့ဘယ်လောက်လဲ1ဖြစ်ပါတယ်တဲ့
S ဆိုတဲ့ဥစ္စာကဘာကိုကိုစားပြုတာလဲဆိုကြလို့ရှိရင်ဒီနေရာမှာ layer 2 switch ဆိုတဲ့ဥစ္စာကိုကိုစားပြုတာ S အကြီးနဲ့သူကရေးတာပေါ့လေနော် sorry layer 2 ether channel ကိုကိုစားပြုတာနောက်တစ်ခုက D ဆိုတဲ့ဥစ္စာတော့လောလောဆယ်မှာ down state ကိုရောက်နေတယ်တဲ့အဲ့ဒါကိုသူကပြောတာဟုတ်လားနော် okay နောက်ဆိုကြလို့ရှိရင်အခုအဲ့ဒီ interface တွေကို interface E0/3 နဲ့ E1/0 နော်အဲ့တော့အဲ့ဒီ interface ကို no share လို့ပြန်ပြီးတော့ရိုက်ပေးရမှာဒါကြောင့်မလို့ interface range E0/3, E1/0 အဲ့ဒီအောက်ကိုဝင်ပြီးတော့ဒီလို no share လို့ရိုက်နေရတယ်အဲ့လိုမရိုက်ဘဲနဲ့ interface port channel 1ဒီမှာသူက port channel 1ဖွဲ့လို့ပြီးသွားပြီလေဖွဲ့လို့ပြီးသွားတာဖြစ်တဲ့အတွက် interface port channel 1ဆိုပြီးတော့じゃမှာသူ့ရဲ့အောက်ကိုဝင်ပြီးတော့ no share လို့အဲ့လိုရိုက်လေရတယ်เนาะအခုပြန်စစ်ကြည့်မယ် show interface trend လည်းမြင်ရပြီ show ether channel summary ether channel ကတော့လောလောဆယ်မှာအောင်မြင်မှာမဟုတ်သေးဘာကြောင့်လဲဆိုတော့သူကတစ်ဖက်ကိုသွားစစ်ရတာဖြစ်တဲ့အတွက်တစ်ဖက်က ether channel ဖွဲ့ထားတာမရှိဘူးဆိုကြလို့ရှင်တော့ ether channel ကိုအောင်မြင်မှာမဟုတ်သေးဘူးဟုတ်ပလားနော်ဒါကြောင့်လို့အခုဒီမှာ ether channel တော့စစ်လို့မရသေးဘူးဒါကြောင့် ES2 ကိုသွားလိုက်ပြီနော်အဲ့တော့ ES2 ကိုသွားပြီ interface range နဲ့ဝင်လိုက်ပြီ E0/3, E1/0 shutdown ချလိုက်ပြီ channel port channel ဟိုဘက်က1ဆိုဒီဘက်ကလည်း1ဖြစ်ရမယ်နော် channel group 1 mode passive ဆိုတဲ့အဓိပ္ပာယ်က negotiate ဘက်ကမလှုပ်ဘူးတဲ့အဲ့ဒါကိုသူကဆိုလိုတာအဲ့တော့ negotiate ဘက်ကနှစ်ဖက်လုံးကလှုပ်ဖို့လိုရလားဆိုတော့မဟုတ်ဘူးတစ်ဖက်တည်းလှုပ်ယုံနေသူကဘာရလဲဆိုကြလို့ရှင် ether channel အောင်မြင်နိုင်တယ်အဲ့တော့ဒါဆိုရင်အတိရိုက်တာကောင်းလားအတိပစစ်ရိုက်တာကောင်းလားလို့မေးလို့ရှိရင်တော့အတိပစစ်ရိုက်တာကောင်းတယ်ဘာလို့လဲဆိုတော့ဒီ link ပေါ်ကနေပြီးတော့ negotiate packet ကနှစ်ဖက်လုံးကလွတ်နေမယ်ဆိုကြလို့ရှိရင်ဘဏ်ဝင်မှာ utilization တွေများသွားနိုင်တယ် best price ရအောင်ဆိုကြလို့ရှိရင်တက်နိုင်တွေမလိုအပ်တဲ့ဘဏ်ဝင် utilization တွေလည်း short ချဖို့လိုအပ်တယ်အဲ့ဒီအတွက်ကြောင့်တစ်ခုတည်းနဲ့ edit negotiate packet တစ်ဖက်ကလွတ်နေုံနဲ့ether channel အောင်မြင်နိုင်တယ်ဆိုရင်တစ်ဖက်ကပဲလွတ်ပြီးတာကောင်းတယ်ဒါကြောင့်လို့ ES2 ဘက်မှာတော့ဘာပဲထားမလဲဆိုတော့ passive လို့ပဲထားလိုက်မယ်เนาะဒါကြောင့်လို့အခုဒီနေရာမှာ passive လို့ရိုက်လိုက်ပြီး switchboard trend and cancellation တော့ 1q ဒါ trend နဲ့သက်ဆိုင်တာပါ switchboard mode trend switchboard no negotiate ကဲဒါလေးရိုက်ပြီးသွားပြီနော်ပြီးပြီဆိုကြလို့ရှင်တော့ low share ဆိုဒီမှာတော့တစ်ခါလေးဖွင့်ပေးခဲ့ပြီအဲ့တော့ show interface trend ဒါကြတော့ trend လေးအောင်မြင်လားလို့စစ်တာနော် trend လေးအောင်မြင်လားလို့စစ်တာ show interface trend show ether channel summary ရလည်းပြီးအောင်မြင်သွားပါလိမ့်မယ် holding state ကိုသူကရောက်နေပြီเนาะအဲ့တော့ holding state ကိုရောက်နေပြီဆိုတဲ့အခါကျဖြည်းဖြည်းချင်းသူတက်လာလိမ့်မယ်အောင်မြင်သွားလိမ့်မယ်ဟုတ်ပြီเนาะ okay တက်သွားပြီတဲ့အဲ့တော့ ether channel အောင်မြင်နေဆိုသူကဘာနဲ့ပြောလဲဆိုတော့ P နဲ့ပြောတယ်เนาะအဲ့တော့ P နဲ့ပြောတာဖြစ်တဲ့အတွက်အခုလက်ရှိဒီနေ့ဘာနဲ့မြင်နေရလဲဆိုတော့ P ဆိုပြီးတော့မြင်ရတယ်ဟုတ်ပလားเนาะအဲ့တော့အခုဒီမှာသူ့ရဲ့ဖော်ပြချက်အရာဒီမှာ P ဆိုရင်ဘန်နဲ့ဖွဲ့ပြီးသားဖြစ်သွားပြီတဲ့ဒါကိုဆိုလို့ချင်းဖြစ်တယ်ဟုတ်လားเนาะ okay နောက်ဆက်ကြလို့ချင်းတော့အခုဒီနေ့မှာဘာတော့ရသွားပြီလဲဆိုတော့ dynamic ether channel တွေက LACB နီလန်းကိုသုံးပြီးတော့ ether channel ဖွဲ့တဲ့အကြောင်းအရာကိုပြောလို့ပြီးသွားပြီเนาะအဲ့တော့အခုဒီ left ရဲ့ရည်ရွယ်ချက်ကတော့ဘာဝဲစမ်းတာလဲဆိုတော့ ether channel focus ပဲဖြစ်တဲ့အတွက်ကြောင့် ether channel ရိုက်တဲ့အကြောင်းအရာကိုနားလည်ရင်ရပြီဒါပေမဲ့တခုမှန်မှာတကယ်လက်တွေ့လုပ်ငန်းခွင်မှာ ether channel နဲ့ shrunk configuration တွေကအများနဲ့တွဲပြီးတော့လုပ်လေ့လုပ်တာရှိတယ်လုံးဝနဲ့သဘောကလည်းတူတဲ့အတွက်ကြောင့်နှစ်ခုလုံးတွဲပြီးတော့လုပ်လေ့လုပ်တာရှိတယ်အဲ့ဒါလေးတွဲပြီးမှတ်ထားလိုက်လို့ရှင်တော့ရပါပြီเนาะအဲ့တော့အခုဒီ lab ထဲမှာတကယ်လို့ဟိုကအချိန်ချုပ်ကျင်နေဆိုရင်ဒီနေရာလေးမှာရှိနေတဲ့ trend နဲ့ ether channel လေးဒါလေးလေ့ကျင့်လိုက်လို့ရှင်ရတယ်ဒီလန်လေးဒီနောက်မှရှိနေတဲ့ membership တွေကမလေ့ကျင့်လည်းရတယ်ဟုတ်လားเนาะ okay နောက်ဆိုကြလို့ရှင်တော့အခုဒီလက်ရှိရှင်းခဲ့တဲ့အကြောင်းအရာဆိုကြလို့ရှင်ether channel တွေကနေပြီးတော့ကြာမှာ dynamic ether channel မျိုးစားဖြစ်တဲ့တနည်းအားဖြင့်တော့ open standard ဖြစ်တဲ့ link aggregation control protocol LACB နီလန်းအကြောင်းအရာကို sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲတိုးတက်ပျော်ရွှင်အောင်မြင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်